မြစ်ထားရဲ့ကျူတစ်ဖက်သားကောင်းတော်ရင်ချောတီးတဲ့သူရဲ့ရှင်ညိုညိုလေးရှင်ညိုညိုလေးကအမြမဲ့စရာအမြမဲ့စရာအမြမဲ့စရာတကြချူတဲ့တောင်ဆေဘတာလို့ဆေဘတာလို့မြတ်ပြည်ပြုတွေကချစ်ကြပါတယ်အများဆိုင်ပြရာသာဆုံးအမတန်ချစ်သည်ရှိလာပါတဲ့ချမ်းသာတို့ရွာသာသိပေရာညနာပြုံးချုံရှားရတဲ့ပတ်တန်လေးကနဝဲချုံအော်တော်နာရှိလို့နာသိကအမတန်တည်တဲ့လူရောအမတန်လက်တဲ့လူမျိုးအရင်ထက်တောင်သားတွေဒီပုံညနာလေးကပြုံးချုံချုံတဘုံတညက်ကခိုးဆက်ရမှာပြောချိုးပါဝေးပြောစိတ်မလာရဲ့တဘုံတညက်ကခိုးဆက်ရမှာပြောအဲ့ဒါကကြောင့်ညဘန်အောင်ကြီးကအခေါ်ကြီးလို့ခေါ်ဆိုအလူမေတ္တာစီမျိုးဘန်အောင်ကြီးကအခေါ်ကြီးလို့ခေါ်ဆိုမျက်နှာပြုံးချုံရှားရတဲ့ပတ်တန်လေးကတောင်းချုံအော်တော်နာရှိတော်နာသိကအမတန်တည်ရလို့ယုံအမတန်လက်ရလို့ယုံအရင်ထက်တောင်သားတွေပြပမျက်နှာလေးကပြုံးချုံချာဘေးပြောစိတ်မလာရဲ့တဘုံတညက်ကခိုးဆက်ရမှာပြောချိုးပါဝေးပြောခိုင်စောနိုင်ရဲ့တဘုံတညက်ကခိုးဆက်ရမှာပြောအလူမေတ္တာစီမျိုးဘာနာကြီးကအခေါ်ကြီးလို့ခေါ်ဆိုဒီကြီးကအင်မတန်ကြိုက်တယ်ကောလူပြောစကားပြောတာကလောက်ခခတ်ကြကြချိုးဖြစ်ဒီကြီးကအင်မတန်ကြိုက်တယ်ကောလူပြောစကားပြောတာကလောက်ခခတ်ကြကြချိုးအရာရာပါအကိပါလို့ဖြစ်ဒီကြီးလို့ဆိုလူရောနဲ့ရောပြမရောကိုကြည်ညိုဖြစ်ဒီရဲ့တခြင်းနဲ့ကို
ထဘုံတစ်ညက်ကခွန်ဆက်ရပြန်တကောကြိုပါပြီပြောစိတ်မရရဲ့ထဘုံတစ်ညက်ကခွန်ဆက်ရပြန်တကော အလုံးမတဆင်ပြုံးကံတော်ချင်းကအကုန်ကြီးလို့ခေါ်ဆို